2069 ကောသတက္ကရာ1385 ခုနှစ်ဒုတိယဝါဆိုလပြီးကျော်2 ရက်2023 ခုနှစ်ဩဂုတ်လ 3 ရက်ကြာသပတေးနေ့၌အွန်လိုင်းမှာဟောကြားအပ်သောပရလောကနှင့်နောက်ဘဝအကြောင်းတရားဒေသနာတော်အယူဝါဒတွေနဲ့ပတ်သက်လာတဲ့သုတ္တန်တစ်ခုပါယတိရာစဉ္ညတုတ်ပါယတိရာစဉ္ညတုတ်ဆိုတာထိကတိကေမှာရှိတယ်အဲ့ဒီထိကတိကေမှာရှိတဲ့ပါယတိရာစဉ္ညတုတ်ကိုဟောကြားမှာဖြစ်ပါတယ်ပါယတိရာစဉ္ညဆိုတာဘုရင်ကတူရဲ့အမိပဲဖြစ်တယ်ကောသလတိုင်ကသေတပြမြို့စာပါယတိရာစဉ္ညဆိုတာရှိတယ်ကောသလမင်းကြီးကနေပြီးတော့သေတပြမြို့တွေကိုဘုရင်ကအဖြစ်မြို့စာအဖြစ်ခန့်အပ်ပြီးတော့သူတိုင်းပြည်အုပ်ချုပ်မင်းလုပ်ဖို့အတွက်ခန့်အပ်ထားတာဖြစ်တယ်အဲ့ဒီခေတ်ကအဲ့တော့ခဏခေတ်မှာတော့ဘယင်ကံလို့လည်းခေါ်ရင်ခေါ်လို့ရတယ်မြို့စာလို့လည်းခေါ်လို့ရတယ်မြို့ကိုအပိုင်းစားပေးထားတယ်ကောသလမင်းကြီးပိုင်တဲ့ကောသလတိုင်နဲ့ကသေတပြဆိုတဲ့မြို့အဲ့ဒီမြို့လေးကိုသူ့ကိုအပိုင်းစားပေးထားတယ်အဲ့ဒီပါယတိရာစဉ္ညနဲ့ပတ်သက်လာတဲ့ဒီတုတ်တန်လေးတစ်ခုပါဘာနဲ့ပတ်သက်တုံးဆိုတော့ပါယတိရာစဉ္ညဆိုတဲ့သေတပြမြို့စာကြီးဟာပရလောကနဲ့နောက်ဘဝဆိုတာကိုလက်မခံတဲ့လူဖြစ်တယ်။ခဏခဏမှလည်းရှိတာပဲလေ။နောက်ဘဝမရှိဘူးပရလောကမရှိဘူးဆိုတာအဲ့တော့မရှိဘူးဆိုတဲ့နတ္ထိကဝါဒနဲ့ပတ်သက်လာတဲ့အခါမှာအချက်10ချက်ရှိတယ်။အဲ့ဒါကိုမှတ်သားဖို့လို့ဒါကိုနတ္ထိကဝါဒလို့ခေါ်တယ်။နတ္ထိဆိုတာမရှိတာနတ္ထိကမရှိဘူးလို့ပြောတယ်ဝါဒဘာတွေမရှိတာတော့လို့ပြောမယ်ဆိုရင်အချက်10ချက်ရှိတယ်သူနတ္ထိဒိဋ္ဌံဘေကံလူတန်းကြီးရဲ့အကျိုးကျေးဇူးမရှိဘူးတော့ဒါနကောင်းမှုဆိုတာတော့ရှိတယ်ကိုတော့ကိုလူချင်းလူတိုင်းပဲအဲ့ဒီရဲ့အကျိုးမရှိဘူးလို့ပြောတာဒါနကုသိုလ်ကနေအကျိုးပေးမှာမဟုတ်ဘူးလို့ကုသိုလ်ရဲ့အကျိုးကိုညှင်းပယ်တာကံတရားရဲ့အကျိုးညှင်းပယ်တာအဲ့ဒါပထမအချက်ကနတ္ထိဒိဋ္ဌံပေးလူချင်းရဲ့အကျိုးမရှိဘူးဒုတိယကနတ္ထိယိဋ္ဌံရှေးတုန်းကအလှူကြီးပေးတယ်ဆိုတာရစ်ပူဆိုတာလို့ဟာမျိုးတွေပေါ့ဒေသတစ်ခုလုံးခြုံငုံပြီးတော့ဥမာမဲစတုဒေသတို့လို့ဟာမျိုးတို့နောက်ရစ်ပူဆိုတာမျိုးတို့အဲ့လိုကြီးကြီးကျယ်ကျယ်အလှူကြီးပေးကမ်းတာရဲ့အကျိုးကျေးဇူးမရှိဘူးလို့ညှင်းပယ်တယ်နတ္ထိဟုတံဟုတဆိုတာလက်ဆောင်ပေးတာအခန္ဓာအဲ့ဒီလိုအသေးဖွဲ့ပေါ့အဲ့ဒီလိုကုသိုလ်မျိုးရဲ့အကျိုးကျေးဇူးတွေမရှိဘူးလို့အကျိုးတရားကိုညှင်းပယ်တာအလှူဒါနနဲ့ပတ်သက်တဲ့ညှင်းပယ်ချက်3ခုနောက်တတိယစတုထတစ်ခုကတော့
Nati Tugata Togatana Kamanam Plan Wipa or Tugata Kama Kuduka Togata Kama Aguduka Kuduka Aguduka Noye Achu Suram Shivu Srota Chakara Nimbera Solura Kaya Jum Shivu Yocha Nati Ayan Loka Sara Kuleshi Yata Loka Akuma Lure Soroshi Luloka the Ayan Loka Ti Loka Goyata Loka Eri Goyata Loka View the Chapra Loka Ludre Ti Loka Samshu Tirusolurebo Hobagan Echideka Now the Tiati Chile de Kajaro Nati Pro Logo Not Logas Rashi Ulupia Tiloga and Chile Lucian Leve Pra Loga the Chaloga Sam Shiu Pane Dudos Ganikima Chudari Championi Jaranet today. Tigavajoga Ludi. The Chagavajoga Ludi Swallow. Oh. The Chagavajoga Lunet Tigavajoga Lu. Kuletwe Yasida Loga, Yan Loga. The Chaloga, Pra Loga. Edo. Praloka Mandire Bogo Dre, Tiloka Sam Shiu, Tiloka Bogo Dele Praloka Asram Shiu, Soluranga Tuloka Mavetu Kubiamu machine at all option. Now did it, now the Kuga Nati Mata Nati Bida. Ami Oma Juzu Lojuyare Kudu Ami Boma Sogare Akudu Erikudu Udoriale Chuma Bevudo Solore Chumshu Nanti Pita Afi Boma Juzu Lojuyare Kudu Afi Sogalo Yashare Akudu Eri Agud Kudo Audo Alejum Shiulu Drunium Beda. Now, Kugu Miao de Kua Nati Tanda Obapadika Dudiaha de Dobi Piamuira Mishu. No? But what the Kua de Doyen Bio not at Yamu Mishu. Nanti Tada Obapadika Segu Miao Jaro Nati Tamekata Tama Padipana She Imisa Loka Prinsa Loka the Ambina the Sigatoa Pawi Titi Tita Manapyamana Nati Sudure de Begaro Kuran Dishi Nalebi Tiloga Jong Naloga Jong Honai Pionai A Chingong Sure Pogori Tumiadim Si Urupio Tavanavia Solure de Vega Di Namatase Solure de Vega Loka Ma Payasura Masi Urupio Ero Elubon like that Seje Nadika Dati Sura, Eri Sejago Ninsutara Eri Ninsure, you Wadago, Natika Warado, did the corner. Aku Derivia Musa Payadira de Naha Eri Sejega, Chetonia go to a Ninsur
ချက်သုံးညပါတော့ဆိုရင်နတ္ထိပရောလောကောပရလောကဆိုတာမရှိဘူးဒီလောကတော့သူအတိမပြုတယ်ပရလောကကိုအတိမပြုဘူးနော်ဒီကြိုသားတွေကိုတော့အတိမပြုတယ်တခြားကြိုသားအတိမမပြုတဲ့သဘောပေါ့နော်ပရလောကဆိုတာမရှိဘူးတဲ့နတ္ထိတတ္တဥပပတ္တိကာသေပြီးတဲ့ပြန်သေပြီးနောက်ပြန်မွေးတဲ့တတ္တဝါဆိုတာမရှိဘူးဆိုတာနောက်ဘဝဆိုတာမရှိဘူးလို့သူတို့ဆိုတယ်လူတယောက်တတ္တဝါတူသေဆုံးပြီးတော့နောက်ထပ်ပြန်မွေးတာမရှိဘူးဒီအချက်ကိုလည်းသူကလက်မခံပြန်မွေးတယ်ဆိုတာလက်မခံဘူးပြန်မမွေးဘူးလို့ပြောတယ်နတ္ထိဒုက္ကတဒုက္ကတနာကာမနာဖလံဝိပါကောကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့အကျိုးတရားကိုလည်းပဲညှင်းပယ်တယ်သူဒီအချက်သုံးချက်ညှင်းပယ်တဲ့နတ္ထိကဝါဒဆွဲကိုင်းထားတာအဲ့တော့ဒီ10ချက်ဆိုတာတယောက်တည်းမှ10ချက်ဒီလိုဆိုလိုတာမဟုတ်ဘူးတချို့ကတစ်ချက်တချို့ကနှစ်ချက်တချို့က3ချက်အဲ့လိုဖြစ်ချင်းဖြစ်နော်အခုဘာရအတိမျိုးတေရပြမျိုးစားဘာယတိရာဇေညဆိုတဲ့ဘယင်ကံပုဂ္ဂိုလ်ဟာဒီချက်သုံးချက်ကိုညှင်းဆိုတယ်ပရလောကရှိတယ်ဆိုတာကိုညှင်းဆိုတယ်ပြန်ပြီးတော့မွေးတယ်နောက်ဘဝဆိုတာကိုလည်းညှင်းဆိုတယ်ကုသကံအကုသကံတို့ရဲ့အကျိုးရှိတယ်ဆိုတာကိုလည်းညှင်းဆိုတယ်ဒါကြောင့်သူနတ္ထိကဝါဒအဲ့တော့သူရဲ့ညှင်းဆိုချက်က3ချက်ပရလောကဆိုတာမရှိဘူးသေပြီးပြန်မွေးတဲ့တတ္တဝါဆိုတာမရှိဘူးနောက်ဘဝမရှိဘူးကုသကအကုသကံတို့ရဲ့အကျိုးမရှိဘူးဒီချက်3ချက်ကိုသူကဆွဲကင်ထားတယ်သူဆွဲကင်ထားတာလေသူ့အကြောင်းနဲ့သူကဆွဲကင်ထားတာသူပြောလို့မှမရဘူးအဲ့ဒီဤဝါဒကိုဆွဲကင်ထားတော့ဒီနေ့မှာသေရပြမြို့ကိုဘုရားရဲ့တပည့်ရှင်ကုမာရကတ္တဝါဆိုတဲ့ရဟန်းတော်တစ်ပါးကြွလာရှင်ကုမာရကတ္တဝါဆိုတာထင်ရှားတဲ့ပုဂ္ဂိုလ်တူပဲကုမာရဆိုတာမင်းသားကတ္တဝါဆိုတာတော့သူအမျိုးနွယ်ရှင်ကုမာရကတ္တဝါရဲ့ဇလံကသူကဘိက္ခုနီမရဲ့သားဘိက္ခုနီမကဘာဖြစ်လို့ကလေးရတယ်လဲလို့ဆိုတော့လူဘဝတုန်းကတရေရလာပြီးတဲ့နောက်မှာမသိခင်ဘိက္ခုနီဝတ်လိုက်တာဘိက္ခုနီဝတ်လိုက်တဲ့အခါကျတော့ဘိက္ခုနီဖြစ်လာတော့မှသူ့ရဲ့ကိုယ်ကပေါ်လာတာအဲ့ဒီမှာပြဿနာဖြစ်သေးတယ်ပထမတော့ဒေဝတတရဲ့ပရိသတ်ထဲကသူကအတိုင်းဝိုင်းတွေကနောက်ဒေဝတတကသူတို့နာမည်ပြတ်မှာဆိုလို့လက်မခံတဲ့အခါကျမှဖျားစီရောက်လာတာဝတိရောက်လာတော့မြတ်စွာဘုရားကထောက်ခံချက်တွေနဲ့ဖျားကတော့သိတယ်ဒါသူလူဘွားကရတယ်ဆိုတာသို့တော့အများတန်တရားမရှိအောင်မြတ်စွာဘုရားကကောသလမင်းကြီးကိုလည်းသက်သိဝိသခာသက်သိအနာရဝိသက်သိနဲ့ဒီဘက်ကုဏီမှာဟာကိုကျင့်သီလပြတ်ပြားတာမဟုတ်ဘူးဆိုတာကိုသက်သိပြလာပြီးတဲ့အခါမှာအဲ့ဒီဘက်ကုဏီမှာကနောက်ဆုံးမှဒီကလေးကိုမွေးဖွားလိုက်တာဒီကလေးမွေးဖွားတော့ကောသလမင်းကြီးကသူ့နန်းတော်ကိုခေါ်ယူပြီးတော့ထိမ့်သိမ်းဆောင်းရှောက်ပေးတာဒါကြောင့်မလို့မင်းသားတူတယောက်လိုဆောင်းရှောက်ထားသည့်အတွက်ကြောင့်ကုမာရကတ္တဗမင်းသားကတ္တဗဆိုတဲ့အဓိပ္ပာယ်နဲ့ခေါ်ကြတာနော်ဒါသူဇလကရှာစမ်းတယ်ပေါ့ဝမ်မိကသုတ်ဆိုတာတောင်မိုးတွေကယရနာလို့တခါတော့ငါဟောထားတယ်ဝမ်မိကသုတ်တောင်မိုးနဲ့ဥပမာပေးပြီးတော့ဟောထားတယ်
တရားဟာသူ့ကိုဟောတဲ့တရားပဲမြတ်စွာဘုရားကအဲ့ဒီဝမိကတုတ်ကိုဟောတော့အဲ့ဒီတုတ်တရားနာပြီးတဲ့နောက်မှာသူကယန္နာဖြစ်သွားတယ်ရှာနာဖြစ်ုံနဲ့မကဘူးအဟောပြောကောင်းတယ်ဒါကြောင့်မလို့နာမည်ကြီးတယ်မြတ်စွာဘုရားလက်ထက်ကရှင်ကုမာရကတ္တဗာလို့ခေါ်တယ်စကားကိုထူးထူးဆန်းဆန်းနားဝင်အောင်ပြောတဲ့နေရာမှာသူကထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့သူရဲ့ခုံကျေးဇူးတွေကိုဒီသုတ္တမှာဘာတွေဖော်ပြထားတော့ဆိုရှင်ကုမာရကတ္တဗာဟာနောက်ပါယဟန်ချမ်းရ900နဲ့တိရပြကိုရောက်လာတယ်ရှေ့တော့ခီးသွားကြတယ်ယဟန်နေခီးသွားတော့တိရပြကိုရောက်လာပြီးတော့တိရပြမြို့ရဲ့မြောက်ဖက်မှာရှိတယ်တိတပါဝနဆိုတဲ့ပမစာပေမှာတိတပါသိမ့်တပါလို့လည်းခေါ်တယ်အဲ့ဒီသိမ့်တပါဆိုတဲ့ဟာကိုရင်တိုက်ပင်လို့ပမစာပေမှာပြန်တယ်ရှင်းတိုက်ပင်ရှင်းတိုက်တော်တယ်ပါသူတည်းသုံးတယ်ပေါ့သိမ့်တပါဝနဆိုတဲ့ရင်တိုက်တော်မှာသို့တော့သီရိလင်္ကာမှာနေတော့ကစာတတ်တဲ့ဒီကိုဘုန်းကြီးတစ်ပါးကိုမေးကြည့်တော့သိမ့်တပါဆိုတာပဲပင်ခေါ်တာတော့သီရိလင်္ကာဘုန်းကြီးတွေပဲပင်ကိုခေါ်တာတော့ဆိုတော့သူတို့ကရှုဇနာပင်ကိုသိမ့်တပါလို့ခေါ်တယ်လို့ပြောတယ်အဲ့တော့ရှုဇနာဆိုတာပင်ကြီးကြီးမဟုတ်ဘူးသူကဗတ်မွင့်နေပွင့်နေနော်စကိုင်းတောင်ရိုးမှာလည်းပဲပေါက်တယ်အဲ့ဒီပင်ညာအနပန်းလေးတွေကအဗဓမ္မမွေးတယ်ပန်းမွေးတယ်အရွက်ကလည်းပဲတိတ်အချီကြီးမဟုတ်ဘူးမောက္ခိတောလို့စကိုင်းကတော့ခေါ်ကြတယ်တချို့ရက်တွေကယူစနာလို့ခေါ်တယ်ဒီဟိုဘုန်းကြီးတွေကသိမ့်တပတ်ဆိုတာအဲ့ဒီပင်လို့ပြောဦးတယ်နော်သိမ့်တပတ်ဆိုတဲ့တောအုပ်ထဲမှာခိတ္တခဏနေထိုင်ကြတယ်ရှေးတော့အရင်နေရတနေ့ကြွလာလို့ရှိရင်တောထဲမှာပဲနေကြတာအရေးအဝတ္တအဆောက်အဦရှင်အဆောက်အဦနဲ့နေတယ်အဆောက်အဦမရှိဘူးဆိုလို့ရှိရင်နော်တစ်ပင်အောင်မှနေကြတယ်နောက်တစ်ပင်နေရလဲအရေးအဝတ္တကောင်းမွန်ရတယ်ရှေးတော့နော်ပမာပြေမှာတောင်းမှပဲဘုန်းကြီးတို့ငယ်စဉ်ကနေခဏခေကြည့်လိုက်မယ်ဆိုလို့ရှိရင်ခဏခေကတစ်ပင်ကတော်တော်ပြုံးသွားတယ်ငယ်စဉ်တုန်းကတစ်တော်ရရှိတယ်ဒါကိုယ်ကလေးမိလိုက်တာနော်စင်ကူနဲ့ပဲကရကန်စင်အောင်ဆိုလို့ရှိရင်ရကန်စင်အောင်မရောက်ခင်မြိုင်ကြီးရှိတယ်အကြီးကြီးပဲအဲ့မြိုင်ကြီးကမို့ချိုးမြင့်ချိုးနော်သွားကြလာကြထင်းကြောက်ကောက်တဲ့လူတွေတော့အဲ့မြိုင်နဲ့တွေမဲ့တောင်းမရောက်ဘူးမြိုင်ဆိုတာခဏခေတ်မှမရှိသလောက်ဖြစ်သွားပြီအခုကတောင်းမောတောင်းတစ်ပင်ကပြောင်းသွားပြီနော်တောင်းထိပ်တွေတောင်းတစ်ပင်ကပြောင်းသွားတယ်အဲ့တော့ကိုယ်တိုင်မြင်ခဲ့ဘူးလေအဲ့ဒီလိုပရိယာစင်ကူနာကရွာတွေမှာမြိုင်ကြီးတွေရှိတယ်ရွှေတုံးရွာနာကမြိုင်ကိုရွှေတုံးမြိုင်လို့ခေါ်တယ်ရှက်ကန်းစင်အောင်နာကမြိုင်ကိုရှက်ကန်းစင်အောင်မြိုင်လို့ခေါ်တယ်တကယ်မြိုင်ကြီးတွေရှိတယ်အဲ့တော့စကိုင်းဖက်မှာလည်းပဲအဲ့တိုင်းပဲတောရီမြိုင်နေရှိတယ်နောက်ပိုင်းမှာအဲ့တောရီကပြောင်းကုန်တာခုတ်တဲ့လူတွေကများလာတော့အခုတော့တောင်းမော်ထီအောင်တစ်ပြန်မရှိတော့အဲ့တော့ရှေးတုန်းကရဟန်းတော်တွေဟာတောထဲမှာနေတယ်ဆိုတော့နေလို့ရတယ်တစ်ပင်ရိပ်တွေဝါပင်ရိပ်တွေပြေးတာတချို့တစ်ပင်တွေကအိုးလုံးလေးလုံးတော့ဖြစ်နေအဲ့တော့ရှင်ကုမာရကတ္တဗာတို့လည်းကြွလာတဲ့အခါမှာတိရပြမြို့အနီးမြောက်ဖက်မှာတောအုပ်ကြီးရှိတယ်အဲ့တောအုပ်ထဲမှာနေကြတာအထူးကြောင်းရှာစရာမလိုဘူးဖြစ်တယ်လို့သပင်ရိပ်မှာတဘာဝပဝန်းကျင်ဆိုတာအဲ့ဒါမှတကယ်တဘာဝတောထဲမှာဖြစ်တယ်လို့နေကြတယ်အဲ့တော့ရှင်ကုမာရကတ္တဗာဘယ်လိုနာမည်ကြီးတယ်လဲလို့ဆိုလို့ရှိရင်
န္တိတောပညာရှိတယ်ဖြတ်တာလိမ္မာပန်းတ်တယ်ဒါသူရဲ့ခုံကြီးတွေပန္တိတောပညာရှိတယ်ဖြတ်တော်လိမ္မာပန်းတ်တယ်မေတ္တာဝီထက်မြက်တဲ့အသိဉာဏ်ရှိတယ်ပန္တိတဆိုတာကသိတာမေတ္တာဝီဆိုတာကလင်းလင်းမြန်မြန်သိတာပညာကလည်းနှမျိုးရှိတယ်တော့တွေးကြည့်မှသိတာကတစ်မျိုးသင်ထားလို့တတ်တဲ့ပညာကလည်းတစ်မျိုးဖြစ်လိမ့်မယ်မေတ္တာဝီကြတော့သူကအကြောင်းကိစ္စပေါ်လာလို့ရှိရင်လင်းလင်းမြန်မြန်သိတဲ့ပညာဘယ်လိုပြောရမလဲဘယ်လိုဆိုရမလဲဆိုတာကျွတ်တင်စဉ်းစားစရာမလိုဘူးဖြတ်ခနဲ့သိတယ်ဖြတ်ထိုးညာလို့ပြောခြင်းပြောလို့ရဘဟုတ်တုတော်ခဏခေတ်လို့ပြောမှဆိုရင်စတ္တပိဋ္ဌမြတ်စွာဘုရားဟောတဲ့တရားတွေအများကြီးသင်ယူပြီးတော့သိထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘဟုတ်တုတစတ္တပိဋ္ဌယဟန်တော်တစ်ပါးဖြစ်တယ်စိတ်တကတိတရားဟောကောင်းတယ်စိတ်တဆိုတာစမ်းစမ်းကြဲကြဲကထာဟောသူဟောတဲ့တရားတွေကနာဝင်တယ်အလုံးနားလဲအောင်ဟောတဲ့စိတ်တကတိကလျာဏပฏิပါနောအကျဉ်းကောင်းညံ့ကောင်းရှိတယ်ပฏิပါဏဆိုတာရှုပ်တဲ့ပေါ်လာတဲ့အသိဉာဏ်ကိုပြောတာဒါလေကလျာဏပฏิပါနောကောင်းတဲ့ပฏิပါဏဉာဏ်ရှိတယ်ဝုဒ္ဓောစေဝအသက်ရွယ်လည်းရလာပြီဝါလည်းကြည်ပြီဘယ်လောက်ရလို့တော့မပြောဘူးအဲ့တော့အနည်းဆုံး80 60 90ပေါ့နော်ဝုဒ္ဓောထီကြီးဝါကြီးဖြစ်လာတယ်အရဟဝယဟန္တာလည်းဖြစ်တယ်ဒါဝမိကတုတ်ကိုတရားနာပြီးတော့သူကယန္တာဖြစ်သွားတာအဲ့တော့ဒီရှိကုမာရကတ္တဗနဲ့ပတ်သက်ပြီးတော့အခုလို့ခုံကြီးချင်းနေရှိတယ်ပေါ့နော်အလုံးခုံကြီးချင်းရှင်မြို့နဲ့ပြောထားတာပေါ့နော်အဲ့တော့ရှင်ကုမာရကတ္တဗရဲ့ခုံတရင်ကဘယ်နေရာပဲရောက်ဒီခုံတရင်ကိုတီးကြတယ်တီးတော့ကောသလတိုင်းကတိရပြမြို့ကလူတွေကလည်းပဲရှင်ကုမာရကတ္တဗကြွလာတယ်ဆိုတော့နမေကြီးရန်တော့တပါကြွလာတယ်ဆိုပြီးတော့လူတွေဟာမတိုင်မရပဲနဲ့တရင်ကြားတဲ့လူတွေဟာအုပ်စုလိုက်တိရပြမြို့ကနေပြီးတော့မြောက်ဘက်ကိုထွက်သွားရှင်ကုမာရကတ္တဗစီသွားကြတာတိုင်ပင်ပြီးသွားတာမဟုတ်ဘူးဟိုလူကလည်းရှင်ကုမာရကတ္တဗသိမ့်တပါတော်ထဲမှာရောက်နေတယ်ဆိုတော့ဖူးကြတာနော်လူတွေကသရင်ကြပြီးတော့အုပ်စုလိုက်ထွက်ပြီးတော့သွားဖူးကြသွားကြတာအဲ့ဒီလိုသွားတဲ့အချိန်မှာမြို့ထဲမှာရှိတဲ့မျိုးစားကြီးရဲ့ပြတ်သက်ဆောင်ကအမြင်ဆိုတော့သူကအပေါ်မှာနေထိုင်ရင်ကနေပြီးတော့အရာလေးမျက်နှာကြည့်တဲ့အခါမှာဖွေးဖွေးလှုပ်လူအုပ်ကြီးဟာမြို့ပြောက်ကိုထွက်ပြီးသွားနေတာကိုသူတွေ့တယ်တွေ့တဲ့အခါကျတော့သူနာကအမတ်တွေကိုမေးတယ်ဟိုလူတွေဟာအုပ်စုလိုက်မြောက်ကိုသွားနေကြတာဘာလုပ်ကြတာတော့ပဲသွားကြတာတော့သိတဘာဝနာဘက်ကိုသွားနေကြတာဘာလုပ်ကြတာတော့မေးတဲ့အခါမှာအမတ်ကြီးတွေကပြောကြတယ်ဂေါရမမြတ်စွာဘုရားရဲ့ရှမ်းဂေါရမရဲ့တပည့်ရှင်ကုမာရကတ္တဗဆိုတာကောသလတိုင်းခရီးထွက်ရင်ကနေအခုသိမ့်တဘာမြို့ကိုရောက်လာပြီးတော့သိမ့်တဘာမြို့ရဲ့မြောက်ဖက်တိတပြမြို့ကိုရောက်လာတယ်တိတပြမြို့ရဲ့မြောက်ဖက်သိမ့်တဘာဝနလို့ခေါ်တဲ့ရစ်နိုင်တော်ထဲမှာတရင်သုံးနေထိုင်တယ်အဲ့ဒီရှင်ကုမာရကတ္တဗဟာအပတ္တမနာမဲ့ကြော်ကြတယ်ပညာရှိတယ်ထက်မြက်တယ်စမ်းစမ်းကြဲကြဲဟောတတ်ပြောတတ်တယ်အကျဉ်းကောင်းညံ့ကောင်းလေးရှိတယ်လို့ပြောကြတယ်
ဝါလဲကြည်ပြီးယဟန္တာလည်းဖြစ်တယ်အဲ့ဒီရှင်ကုမာရကတ္တဝဆိုတဲ့အရှင်သူမြတ်ဟာယဟန်900နဲ့အခုရောက်ရှိနေကြလို့တေရပြမြို့သူမြို့သားတွေဟာရှင်ကုမာရကတ္တဝရောက်တယ်လို့သတင်းကြားလို့ရှင်ကုမာရကတ္တဝကိုသွားဖူးမြော်ဖို့အတွက်သွားကြတာပါဖူးမြော်ဖို့သွားကြတာပါဆိုတော့ဘာယတိရာဇညမြို့စာကြီးကအဲ့ဒါဆိုလို့ရှိရင်သွားပြီးတော့ခဏအဲ့ဒီလူအုပ်ကြီးကိုခဏဆိုင်အောင်လို့ပြောလူလွတ်လိုက်တယ်ခဏဆိုင်အောင်သူကရှင်ကုမာရကတ္တဝစီရောက်ရင်တော့ကြလို့ရှိရင်ပရလောကရှိတယ်နော်သေပြီးနောက်တတ္တဝါတွေရဲ့နောက်ဘဝဆိုတာရှိတယ်ကုသကအကုသကအကျိုးရှိတယ်လို့သူတို့ဘာမှနားမလဲတဲ့လူတွေကိုသူဟောလိုက်မယ်တဲ့အဲ့ဒါတွေကိုမဟောခင်ငါလိုက်တော့မှဖြစ်မယ်ငါလိုက်တော့အဲ့ဒါတွေမဟောခင်လူတွေကိုတော့ကြပြောလိုက်မယ်သူကပရလောကဆိုတာရှိတယ်နောက်ဘဝဆိုတာရှိတယ်ပြန်ပြီးတော့မွေးဖွားတယ်ကုသကအကုသကရဲ့အကျိုးရှိတယ်လို့ဟောလိုက်မယ်အဲ့ဒါမဟောခင်ငါလိုက်သွားလိုက်နော်အဲ့ဒီလူမသိနားမလဲတဲ့လူတွေကဟိုအဲ့လိုဟောလိုက်မယ်ဟောလို့ရှိရင်သူတို့ဟာအယူဆတွေမှတ်ကုန်လိုက်မယ်ငါလိုက်သွားမယ်အဲ့ဒါကြောင့်သွားပြီးတော့တားထားလိုက်အောင်အဲ့ဒီလူတွေဆိုပြီးတော့သူ့ရဲ့အမတ်တွေကလည်းပဲစစ်လွတ်ပြီးတော့အမြန်သွားပြီးတော့အဲ့ဒီလူကြီးတွေရှင်ကုမာရကတ္တဝစီမရောက်ခင်ခဏတားထားယူဇာမင်းကြီးကသူ့လဲလိုက်မယ်ခဏဆောင်ကြပါဆိုတားထားတော့အဲ့လိုတားထားပြီးတော့ပါတိရဇေညဟာအဲ့ဒီမြို့သူမြို့သားတွေခြံရံနဲ့သူခေါင်းဆောင်ပြီးတော့ရှင်ကုမာရကတ္တဝစီသွားတယ်ဟိုရောက်တဲ့အခါကျတော့ရှင်ကုမာရကတ္တဝကိုထုံတန်းစင်လာရနှုတ်ဆက်တယ်ပေါ့ကျမကြီးကောင်းမကောင်းနှုတ်ဆက်ပြောဆိုပြီးအမတ်တရားစကားတွေပြောကြဆိုကြပြီးတော့ရှင်ကုမာရကတ္တဝအနိမသူကရှ िख ိုးချတာမပြုဘူးသူပုံမှန်ပဲထိုင်နေတယ်ရှင်ကုမာရကတ္တဝဘေးမှာခဏထိုင်နေအဲ့ဒီသေရပြမြို့သူမြို့သားတွေကလည်းပဲအုပ်စု6မျိုးဖြစ်တယ်အုပ်စုတစုကရှင်ကုမာရကတ္တဝကိုတယုတ်တသိရှ िख ိုးပြီးထိုင်ကြတယ်အုပ်စုတစ်ခုကတော့ရှင်ကုမာရကတ္တဝနဲ့နှုတ်ဆက်စကားပြောပြီးတော့တနေ့ရမှထိုင်ကြတယ်ရှ िख ိုးဘူးနောက်အုပ်စုတစ်ခုကတော့ရှင်ကုမာရကတ္တဝရှိရလက်အုပ်ချီပြီးတော့ထိုင်နေကြတယ်အုပ်စုတစ်ခုကတော့ရှင်ကုမာရကတ္တဝကိုသူဘသူပါဆိုတာသူနာမည်တွေအမျိုးအနွယ်တွေရှောက်ပြီးတော့တနေ့ရမှထိုင်ကြတယ်နောက်အုပ်စုတစ်ခုကတော့ရှင်ကုမာရကတ္တဝကိုရှေ့မှာဘာမှမပြောဘဲနဲ့တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေကြတယ်ငါအုပ်စုပေါ့နော်ငါအုပ်စုကွဲသွားလူဆိုတာအမျိုးမျိုးပဲလေအဲ့လိုခဏအဲ့ငါမျိုးတဲ့မှာရှင်ကုမာရကတ္တဝကိုယုတ်တိစွာရှ िख ိုးပြီးတော့ထိုင်ကြတဲ့ပုဂ္ဂိုလ်တွေကတော့ဖရာတရားကြီးညို့တဲ့ပုဂ္ဂိုလ်တွေဘုရားဘာသာတွေလို့ပြောမှာကျန်တဲ့ပုဂ္ဂိုလ်တွေကတော့အဲ့လိုဘုရားဘာသာမဟုတ်ဘူးမဟုတ်ပေမဲ့လို့လာကြတယ်သူတို့လာတွေ့ကြတယ်လက်အုပ်ချီုံချီတဲ့ပုဂ္ဂိုလ်တွေကြတော့သူတို့ဟာခြားသမားပေါ့ချမ်းစီကိုခွတ်ထိုင်နေဆိုလူမျိုးတွေသူတို့ကစိတ်ကူးနဲ့လက်အုပ်ချီုံချီထားတယ်ဘုရားဘာသာတွေကမေးလိုက်မယ်မင်းတို့ဘာလို့ရှ िख ိုးတာတော့ဟာငါတို့လက်အုပ်ချီနေတာပဲညအုပ်ချီတာလက်ရှ िख ိုးတာပဲလို့ပြောမယ်တခြားသူတို့ဘာသာဝင်တွေကမေးလိုက်မယ်မင်းတို့ဘာလို့ကိုအရှင်ကုမာရကတ္တဝရှ िख ိုးတော့ဆိုလက်အုပ်ချီတာရှ िख ိုးတာမှမဟုတ်ပဲလို့အဲ့ဒါလို့ပြောလို့ရအောင်နေတဲ့ပုဂ္ဂိုလ်တွေတဲ့အဲ့ဒီမဲ့အုပ်စုတစ်ခုကတော့သူတို့ရဲ့အမျိုးအနွယ်ကိုရှောက်ပြီးတော့
နေထိုင်တဲ့ပုဂ္ဂိုလ်ကလူအုပ်စုပေးတတ်ရတဲ့အခါမှာအခွင့်အရေးယူတတ်တဲ့လူတွေသူဘသူပါဆိုတာလူကြားထဲမှာထုတ်ဖော်ပြီးတော့ရှောက်တယ်သူတို့ဘဝဟာမထင်ရှားဖြစ်နေတဲ့အချိန်မှာအဲ့ဒီအချိန်မှာခွင့်ကောင်းယူလူဆိုတာလည်းအဲ့ဒါမျိုးရှိတယ်နော်သူဘသူပါခွင့်ကောင်းယူလိုက်တာပေါ့နော်တိတ်တိတ်နေထိုင်နေတဲ့ပုဂ္ဂိုလ်တွေကတော့လူကြားထဲမှာတိတ်ပြီးတော့မဝင်ဆံဘူးအေးစစ်စစ်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ပေါ့ဒါအဲ့ဒီပုဂ္ဂိုလ်မျိုးစုံရှောက်လာတယ်အဲ့ဒီလိုရောက်လာတဲ့အခါဥဆောင်ပြီးစကားပြောတာတော့မျိုးစားကြီးပဲပါတိရစေညာဆိုတဲ့သေရပြမျိုးစားကြီးကရှင်ကုမာရကတ္တဝါကဘာမှမပေးပဲနဲ့သူကရှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်ရဲ့ဝါဒတပည့်တော်ရဲ့အယူဆကတော့ပရလောကဆိုတာမရှိဘူးနောက်ဘဝဆိုတာမရှိဘူးကုသကအဟုသကရဲ့အကျိုးတရားဆိုတာမရှိဘူးဒါတပည့်တော်ရဲ့အမြင်ပဲသူကတော့သူအရင်လျှောက်တာသူကအရင်ပြောလိုက်တာပြောလိုက်တော့ရှင်ကုမာရကတ္တဝါဘာပြောတော့ဆိုဒီလိုအယူဆအမြင်ရှိတဲ့ပုဂ္ဂိုလ်ကိုတွေ့လည်းမတွေ့ချင်ဘူးကြားလည်းမကြားချင်ဘူးတဲ့အဲဒီစကားပြောဒီလိုပရလောကမရှိဘူးနောက်ဘဝမရှိဘူးကုသိုလ်ကံအကုသိုလ်ကံရဲ့အကျိုးမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးကိုငါဟာတွေ့လည်းမတွေ့ချင်ဘူးကြားလည်းမကြားချင်ဘူးတဲ့ဘာဖြစ်လို့ဒီလိုပြောနိုင်တယ်လေတမလုံးတော့ပရလောကမရှိဘူးလို့ဘာကိုအကြောင်းပြုပြီးပြောတာလဲသိပြီးတဲ့တတ္တဝါနောက်ဘဝမဖြစ်ဘူးဆိုတာဘာကိုကြည့်ပြောတာလဲကုသကအဟုသကတို့ရဲ့အကျိုးမရှိဘူးဆိုတာဘာကိုကြည့်ပြောတာလဲရှင်ကုမာရကတ္တဝါမေးလိုက်တယ်ဘာကိုကြည့်ပြောတာလဲအဲ့ဒါတို့မေးပြီးတော့ပြောလိုက်တယ်ပေါ့လေအဲ့ဒါပြောလိုက်တယ်ဒီလိုလူမျိုးကရှိသေးတယ်ကိုဒါမျိုးတွေးလည်းမတွေးချင်ဘူးလေဘာဖြစ်လို့များဒီလိုလွယ်မှာတွေးခေါ်ယူဆရတာလဲလို့ပြောပြီးတော့ရှင်ကုမာရကတ္တဝါကသူ့ကိုမေးခွန်းထုတ်ရာဇေညလို့ပဲခေါ်တယ်သူရာဇေညဆိုတာဘယင်ကံပေါ့ဘယင်ကမင်းကြီးပေါ့နော်တေနဟိရာဇေညတင်းကြီးဝိထပရိပု္ပ္ပစာမိတယ်ဒီအယူဝါဒရှိတာနဲ့ပတ်သက်ပြီးတော့မေးခွန်းထုတ်မယ်တဲ့မေးစရာရှိတယ်ကြိုက်တယ်လို့ဖြေပါဒါအဲ့ဒီခေတ်ကပြောရင်အဲ့တိုင်းပဲပြောတယ်ဒီချက်နဲ့ပတ်သက်ပြီးတော့မေးမယ်ကြိုက်တယ်လို့ဖြေကြိုက်တယ်လို့ဖြေဆိုပြီးတော့ပရလောကမရှိဘူးဆိုတာနဲ့ပတ်သက်ပြီးတော့မေးခွန်းထုတ်လိုက်တဲ့ရှင်ကုမာရကတ္တဝါကဟောဒီလူသားတွေတွေ့နေရတဲ့လတွေနေတွေဆိုတာဒီလောကကလားသို့မဟုတ်ပရလောကကလားအဲ့ဒါကိုအရင်မေးခွန်းထုတ်တယ်လတွေနေတွေဆိုတာမြင်နေကြရတယ်လေမြင်နေရတော့အဲ့ဒီလတွေနေတွေဟာဒီလောကကလားပရလောကကလားမြတ်စွာဘုရားဟောတဲ့တရားတွေမှာတော့လဆိုတာလနတ်သားရဲ့ဖိမှန်နေဆိုတာနေနတ်သားရဲ့ဖိမှန်လနတ်သားတို့နေနတ်သားတို့ကလည်းနောက်ပိုင်းမှာဘုရားဘာသာဖြစ်ပြီးဖျားကိုယ်ွယ်တာသူတို့ဖိမှန်ကြီးတွေကအယောင်တောက်ပါနေနော်သူတို့ရဲ့ကံကြောင့်မို့လို့အယောင်တောက်ပါပြီးတော့လောကကြီးကိုလင်းအောင်ပေးတယ်ခဏခေတ်လူတွေရဲ့ယူဆနဲ့ဆိုလို့ရှိရင်တော့နေကတော့ကိုယ်ပိုင်အယောင်ရှိတယ်လာကတော့ကိုယ်ပိုင်အယောင်မရှိဘူးလို့ယူဆတယ်နေရဲ့အယောင်ဟတ်တာပဲဖြစ်တယ်ဒါကတိခေတ်ဆိုတာနော်နေနဲ့လာဟာလာကငဲ့ပြီးတော့စိုက်ငဲ့တယ်နေငယ်နေကကြီးတယ်နေနဲ့လာဟာနေက
နေသွားတဲ့လမ်းကြောင်းကအပေါ်လာတယ်ပုံမြင့်တယ်လာသွားတဲ့လမ်းကြောင်းကနည်းနည်းအောက်နှိမ့်တယ်ဒါကြောင့်မို့လို့လူတွေရဲ့ကဘာမြေကြီးနဲ့နီးတယ်နီးလို့လာကဘာကိုသွားတာနော်လူတွေရဲ့ကဘာမြေကြီးနဲ့လာကနီးတယ်နေကြတော့အလွန်ပူပြင်းတာဆိုတော့နေပေါ်တော့တက်လို့မလွယ်ဝေးလဲဝေးတယ်သူကအဲ့တော့လာဆုပ်လာကွယ်ဖြစ်သွားပုံနဲ့ပတ်သက်ပြီးတော့ပိဋကစာပေမှာရေးထားတာပါဠိစာပေမှာရေးတာဒါတော့ဘုရားဟောတာတော့မဟုတ်ဘူးနော်ထက်ကရာတိကာတွေမှာရေးထားတော့လာကွယ်နေမှာတဲ့နေနဲ့လာနဲ့ဟာအထက်အောက်အတူတူထွက်လာကြတာနေအောင်ကလွှမ်းတာတော့လာအောင်မတွေ့ရဘူးအဲ့ဒါလာခွေနေလို့ပြောတာအဲ့ဒီမှာလာနဲ့နေဟာသူတို့ပတ်လန်းတိုင်းသွားနေတာသွားနေတဲ့အခါမှာနေသွားတာကပိုမြန်တယ်လာကနေတယ်နေတဲ့အခါကျတော့တရက်ပြီးတရက်တရက်ပြီးတရက်လာကနေကမြန်ပြီးတော့လာနေတဲ့အခါလာကနောက်ကျနေတယ်နောက်ကျနေတဲ့အခါကျတော့နေကရှေ့ရောက်တော့နေနဲ့လွတ်သွားတယ်လွတ်တဲ့အပိုင်းလေးကလာအယောင်ထွက်လာတယ်လို့ပြောတယ်ဒါအစာပေဆိုပြောတာနော်နေရောင်နဲ့နေရောင်ကနေလွတ်လာတဲ့အပိုင်းလေးကအလင်းရောင်လေးတွေ့လာတယ်နေရောင်ကဖုံးထားတဲ့အချိန်ပိုင်းကမဲနေတယ်အဲ့ဒါကြောင့်မို့လာဟာအစိတ်ပိုင်း16ခုရှိတယ်အဲ့ဒါကိုကလာလို့ခေါ်တယ်16ကလာ16ရက်ဆိုရင်လာပြည့်သွားတယ်ဒါပေမဲ့လာပြည့်နေ့ဆိုတာ15ရက်နဲ့ယူထားတာနော်15ရက်နဲ့ယူထားတာကလာတောလတမောဘာကောဆိုကလာဆိုတာ16ခုမြောက်အစိတ်ကိုကလာလို့ခေါ်တယ်အဲ့ဒီလိုလာဟာတနေ့နေ့နဲ့လွတ်သွားပြီးတော့လာပြည့်နေ့ရောက်တဲ့အခါကျတော့နေနဲ့လာနဲ့လုံးဝလွတ်သွားတယ်ဒါကြောင့်မို့လို့လာရောင်လည်းထွက်လာတယ်လို့ပြောတာဒါကဒီပါဠိစာပေရဲ့ဆိုနော်ပါဠိစာပေရဲ့ဆိုတာအဲ့လိုနောက်တစ်ခါဒီလိုပဲပတ်နေကြတာဆိုတော့နောက်တစ်ခါပြန်ပြီးတော့အုပ်မိပြန်နော်အုပ်မိလိုက်လွတ်လိုက်အုပ်မိလိုက်လွတ်လိုက်အဲ့ဒါကြောင့်မို့လို့လာဆန်းလာဆုပ်ဆိုတာဖြစ်နေတယ်အဲ့တော့သေးချာချာကြည့်လိုက်မယ်ဆိုလို့ရှိရင်လာဆန်းဆိုလို့ရှိရင်လာကအထက်ပိုင်းကအမဲအောက်ပိုင်းကအလင်းရောင်နဲ့နော်အောက်ကစပေါ်တာလာဆုပ်ကြတော့အထက်ကစနော်အောက်ကစမဲတယ်အထက်ကစပြီးတော့အထက်မှာအလင်းရောင်ရှိတယ်ကိုမျက်စိထဲမှာအထက်အောင်မှတ်ကြည့်လိုက်လာဆန်းဆိုလို့ရှိရင်နော်အပေါ်ပိုင်းကမဲသွားပြီးတော့အောက်ပိုင်းကပဲစပြီးတော့ပေါ်တာဒါကြောင့်မို့လို့3ရက်လခုံးမျက်စာနဲ့ပြောကြတာလေလူမျက်စိလို့ပုံပက်လန်ကလေးနေတာဒါအောက်ပိုင်းကစပြီးတော့သူကလင်းနေရလွတ်လာစုပ်ပိုင်းကျတော့အဲ့လိုမဟုတ်အပေါ်အစမဲလာမဲသွားရင်တဖြည်းဖြည်းပြန်ပြောက်သွားတယ်အဲ့ဒီလိုဖြစ်ချင်းဟာနေနဲ့လာနေကအထက်ကသွားတယ်လာကအောက်ကသွားတယ်နေကပိုမြင့်နေဆုံတဲ့အခါမှာလာကွယ်လုံးဝလွတ်သွားတဲ့အခါမှာလာဖြစ်အဲ့တော့တောလာနှုံအရာအဲ့လိုဖြစ်တယ်လို့ဒါကပါဠိစာပေပါဠိကျမ်းကနေမှဆိုတဲ့ဆိုပေါ့နော်နောက်တန်ရုပ်ပါဠိတော်မှာနေနဲ့လာငပုတ်ဖမ်းတယ်ဆိုတာနဲ့ပတ်သက်ပြီးခဏခေတ်ကတော့တမျိုးယူဆတယ်ဒါလည်းဖြစ်နိုင်တာပေါ့မြတ်စွာဘုရားပိဋကစာပေထဲမှာပါတယ်လာငပုတ်ဖမ်းတာတို့နေကြတ်တာတို့ဆိုတာကြတော့ယာဟုဆိုတဲ့အမြဲတမ်းခန္ဓာကိုယ်ချီးမားတဲ့နတ်ကြီးရှိတယ်အတုရနတ်အဲ့ဒီယာဟုအတုရသူသွားတဲ့အချိန်မှာနေနဲ့လာနဲ့တွေ့လို့ရှိရင်သူ့ကြောင့်မို့လို့အဲ့လိုဖြစ်တာသူသွားတဲ့လမ်းကြောင်းနဲ့နေနဲ့လာနဲ့ဆုံပြီဆိုလို့ရှိရင်နေကြလာကြဖြစ်တယ်လို့သူကတခါတည်းရကြတော့ကလေးများလို့ပေါ့အလင်းအောင်တုံးလေးတွေ့တဲ့အခါမှာဆော့ကစားတဲ့သဘောမျိုးသူကလည်းနေလို့လာလို့ဆိုတာသူ့အချိန်နဲ့သူသွားနေတယ်
သွားနေတဲ့အရာဝတ္ထုတွေဖြစ်တယ်ပေါ့ကောင်းကင်ထဲမှာပြန်နေတဲ့အရာဝတ္ထုတွေအဲ့ဒါကိုသူကဘယ်လိုလုပ်တုံးဆိုရင်သွားမဲ့လမ်းကြောင်းကောင်းကနေပြီးတော့ပါဇက်ဟထားတယ်ပါဇက်ကြီးဟထားတော့နေကသူ့ပါဇက်ထဲရောက်သွားတယ်လာကလည်းသူ့ပါဇက်ထဲရောက်သွားတယ်အဲ့လိုရောက်တဲ့ဒါပေမဲ့လို့သူကအရှိန်ကိုတော့မထိန်လို့မရဘူးလေသူကစားတဲ့သဘောဆော့တဲ့သဘောလောက်ပဲလုပ်ပြီးရင်ပြန်အန်ထုံလိုက်ရတယ်လို့ဆိုရင်သူပါဇက်ကိုဖောက်သွားနိုင်တယ်နေလာတွေကအရှိန်ကသွားဝတ်သွားနေတဲ့သူ့အရှိန်နဲ့သူသွားနေတာသူကတက်ဆော့ရုံဆော့တာပါဇက်နဲ့ငုံပြတာပေါ့လေနေချက်တယ်ဆိုလို့ရှိရင်နေကိုသူပါဇက်နဲ့ငုံလိုက်တာနောက်လာချက်တယ်ဆိုရင်လည်းလာအောင်ငုံတာတချမ်းလောက်တင်ငုံတာရှိတယ်အကုန်လုံးငုံလိုက်တာရှိတယ်သို့တော့ပြီးတော့သူပြန်လှုပ်လိုက်တယ်အဲ့ဒီမှာနေချက်လာချက်ဖြစ်တော့နေနတ်သားတို့လက်နတ်သားတို့ကအဲ့ဒီယာဟုဆိုတဲ့အသူရိန်ကြီးနဲ့တွေ့တဲ့အခါကျသူကအလွန်ကြီးတဲ့ပုဂ္ဂိုလ်ကြီးကိုအမှန်တန်ဒုက္ခနာကိုရတာကြီးတယ်လူတွေထဲမှာလည်းပဲဒီလိုကြီးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ခန္ဓာကိုယ်ကြီးတဲ့ပုဂ္ဂိုလ်တွေတွေ့ဦးကြလိမ့်မယ်သူများတဲ့50စာကြီးတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့တော့ဒီနတ်ကြီးကလည်းအလွန်ကြီးတာအကောင်ကြီးကြီးတော့အဲ့လိုဆော့ကစားတဲ့အခါမှာဗိမာန်ကိုပါဇက်နဲ့ငုံလိုက်တဲ့အခါမှာလနတ်သားလည်းကြောက်တယ်နေနတ်သားလည်းကြောက်တယ်ကြောက်တဲ့အခါကျတော့သူတို့လေနေနတ်သားလနတ်သားတွေကမြတ်စွာဘုရားကြီးညိုတဲ့အုပ်စုတွေပါတော့သူတို့ဟာကြောက်လန့်တခြားမြတ်စွာဘုရားကိုတန်တကြတယ်အဲ့ဒါကိုစန္ဒီမသုံးတဲ့သူရိယသုံးဆွာရှိတယ်နော်အဲ့ဒီမဲ့မြတ်စွာဘုရားကအဲ့ဒါလို့ယာဟုကနေပြီးတော့နေရီလာတွေကိုပါဇက်နဲ့ငုံတယ်ဆိုတဲ့အခါမျိုးမှာမြတ်စွာဘုရားအောက်ကနေပြီးတော့ခါရရွတ်တာရှိတယ်တထာဂတံအရဟံတံစန္ဒီမတရဏဂတောယာဟုသနာပမောသတုဗုဒ္ဓလောကနုကမ္ပကာဆိုနော်တထာဂတံအရဟံတံပူဇော်လိုက်တဲ့မြတ်စွာဘုရားကိုစန္ဒီမတရဏဂတောလာဘိမပိုင်ရှင်လနတ္တဟာဘုရားကိုကိုးကွယ်သူဖြစ်တယ်ယာဟုသနာပမောသတုယာဟုဆိုတာယာဟုဆိုတဲ့နတ်ကြီးလာဘိမကိုလွှတ်လိုက်ပါပမောသတုဗုဒ္ဓလောကနုကမ္ပကာဒုက္ခမပေးခြင်းမနဲ့ဖျားဆိုတာလောကလူသားတွေပေါ်မှာအကျဉ်းတရားရှိပါတယ်ဒါအဲ့ဒီကတည်းကလည်းရွတ်တယ်ပမာပြေမှာတချို့ကအဲ့ဒါကိုမန္တန်ဆိုပြီးတော့ရွတ်နေကြတာတောင်ရှိသေးတယ်ကို့မှာအနှောင်ဖွဲ့အကျဉ်းကြနေလို့ရှိရင်တထာဂတံအရဟံတံစန္နိမံတရဏဂတောရှာဟုသနာပမောသတုဗုဒ္ဓလောကနုကမ္ပကာဆိုတချို့ပရိစ္ဆာဟုတ်နေတဲ့မှာအဲ့ဒါပါတယ်နော်ပြိတ္တပဲဒါလည်းပြိတ္တအကာကွယ်လုပ်တယ်ဆိုအဲ့ဒီလနတ်သားတို့နိနတ်သားတို့ရွတ်တဲ့ခါထားလည်းရှိတယ်သူတို့ရွတ်ပြီးတော့ဘုရားကိုတန်တာတာပေါ့နော်တမ္ပါရပရိပန္နောသမိတတ္တမေတရဏဘဝသူတို့ဟာအကျဉ်းကျကြုံနေပါတယ်ကိုယ်ဝေရဖြစ်တော်မူပါလို့ဘုရားကုံကိုအာရုံပြုပြီးတန်တာတဲ့အခါမှာမြတ်စွာဘုရားသိလို့ကျောင်းတော်တွေကနေရင်နဲ့အဲ့ဒီကထာရောလိုက်တဲ့အခါယာဟုဟာကြောက်လန့်ပြီးတော့လွှတ်လိုက်တယ်လို့ပြောတာဒါတန်ရုပ်ပါဠိတော်မှာအဲ့သုံးနှစ်သုတ်ရှိတယ်အဲ့ဒါကိုလည်းပြိဋ္ဌဆိုပြီးတော့ထည့်ထားတာရှိရဲ့ကျို့ဗမာပြည်ကပြိဋ္ဌတရားပြိဋ္ဌကြီး12သုတ်ထဲမှာတော့မပါဘူးနော်နောက်တစ်ခါဗမာပြည်မှာရိုက်လေးရှိကြတဲ့ပရိမိတ်တဇာလသုတ်တို့ဒါရဏပရိဋ္ဌပရိမိတ်တဇာလသုတ်ဆိုတာတော့လုံးဝပိဋကတ်ထဲမှာမရှိဘူးလုံးဝပိဋကတ်မှာမရှိဒါရဏပရိဋ္ဌဆိုတာတော့အထက်ကရာတိကာတွေမှာတစွန်းတစားရှိတယ်အပြည့်စုံမဟုတ်ပရိမိတ်တဇာလသုတ်ကတော့လုံးဝမရှိတာဒီဘောမင်းပါသွားတဲ့နောက်မှာ
သာသနာပိုင်ဖြစ်တက်လာတဲ့တောင်းခွင်းဆရာတော်ဆိုတာရှိတယ်မလေးတောင်းခွင်းသာသနာပိုင်လို့ခေါ်တယ်သမ္မုဒ္ဒိသာသနာပိုင်ဘုရင်မရှိတဲ့အခါမှာတန်ဃာတွေကတင်မြောက်လို့သမ္မုဒ္ဒိသာသနာပိုင်လို့ခေါ်တယ်တန်ဃာတို့ကနေတင်မြောက်တာတဲ့အဲ့ဒီတောင်းခွင်းဆရာတော်ကပိဋကသုံးပုံထဲမှာပရိဒလို့အကာအကွယ်ဖြစ်မဲ့တုတ်လေးတွေအကုန်လုံးစုပြီးတော့ပရိဒနုဒ္ဒတဆိုတဲ့ကျမ်းစာတစ်စောင်ရေးထားတာငယ်တော့တွေ့ဘူးတယ်နော်စာအုပ်တော့တွေ့ဘူးတယ်ပါဠိလိုရေးထားတာတွေ့ဘူးတယ်အဲ့ထက်မှတော့ဒါပါတော့စန္ဒီမတုတ်နဲ့သူရိယတုတ်ဆိုပြီးတော့အဲ့လိုပရိတရားအဖြစ်သတ်မှတ်ထားတယ်ပေါ့အဲ့တော့ဒါလာအကြောင်းနေအကြောင်းနဲ့ပတ်သက်ပြီးတော့ဘုဟုတုတဖြစ်ပြောပြတာနော်အယူဆခြင်းမတူဘူးအခုလောကီမှာကြတော့လာကိုဗိမာန်လို့ပြောတာမဟုတ်ဘူး planet ပဲသူတို့ခေါ်ရတော့နော် planet ပဲနေရလည်းပဲ planet ပဲချိုးပဲချိုးလို့ပြောတာဒါအခေါ်ကွဲတာပဲဖြစ်မယ်ပေါ့နော်အခေါ်ကွဲတာပဲဖြစ်မယ်လာထဲမှာလည်းနတ်ရှိတယ်နေထဲမှာလည်းပဲနတ်ရှိတယ်တမန်လူတယောက်တော့နေနာကလို့ရှိရင်အရေးပြောတော့မှာပေါ့နေရဲ့ပူရှင်ရှိဒါပေမဲ့လို့နေဗိမာန်နဲ့မှရှိတဲ့နတ်နေနေရတော့ပို့ပြီးတော့ပူစရာအကြောင်းရှိတော့ဘူးနော်ငရုတ်သီးတဲ့ဖြစ်တဲ့ပို့ကတော့သူကပိုးဆက်နေမှာမဟုတ်ဘူးငရုတ်သီးစားပြီးတော့ကြီးလာတာဆိုတော့ဘာဖြစ်လို့တော့ဆိုကြည့်လေလူတော့လူပဲလေအစကီမိုဆိုတဲ့လူတွေအမြောက်ဝင်လို့ဆိုမှရှိတယ်လေရှိခဲ့တဲ့ဦးနေအောက်မှာနေကြတာရှိခဲ့တဲ့ဦးနေအိမ်ဆောက်ပြီးတော့နေကြတာအဲ့လူတွေကနေနိုင်တယ်လေဒီအလူတွေအဲ့သွားနေလို့ရှိရင်သက်ရှင်မှုသိမလွယ်လောက်တော့အပူသမားအပူထဲမှာပဲနေရမှာအေးသမားလည်းအဲ့တော့နေဗိမာန်နဲ့မှနေနာသားရှိတယ်ဆိုတာသူကမွေးတယ်ဇာတိဒေတာဖြစ်နေတော့သူပူစရာအကြောင်းမရှိဘူးလာကအေးတယ်ဆိုရင်လေလာဗိမာန်လာနတ်သားလည်းပဲသူမှပိုးပြီးတော့အေးစရာမရှိဘူးသူဒေတာနဲ့သူနေကြတာနော်အဲ့လိုအဲ့ဒါနဲ့ပတ်သက်ပြီးခုလာရီနေရီနဲ့ပတ်သက်ပြီးပြောတယ်အဲ့ဒီလာရီနေရီဟာဒီလောကကလားသို့မဟုတ်ပရလောကလားလို့မေးတော့ဒီဘယင်ကသေးတယ်ဗျပါတိရာဇညဘယင်ကကြီးပရလောကကပါလို့ဖြစ်ရတယ်သူပရလောကမရှိဘူးလို့သူကညင်းထားတာဒါပဲလို့လာရိနေတွေဟာဒီလောကလို့ပြောရင်သူကပြဿနာတွေတက်မှာတက်မှကြောက်တော့ပရလောကပါလို့ဖြစ်တယ်ခုခေတ်လူတွေဆိုရင်တခြားဂျူပေါ့နော်လာရိနေတွေကတခြားဂျူကဆိုပြီးတော့ပြောတဲ့သဘောပဲဒီလောကကမဟုတ်ပါဘူးတဲ့ပရလောကပါဆိုပြီးရှင်ကုမာရကသဘာသူတို့ဟာလူသားတွေလားနတ်တွေလားထေဝတွေလားမနုဿတွေလားလို့ဆိုထေဝတွေဖြစ်ပါတယ်အဲ့ဒီတော့ရှင်ကုမာရကသဘာကကဲဒါကြည့်စန္ဒီမသူတွေကလာတွေနေတွေဟာဒီလောကမှာမဟုတ်ဘူးပရလောကဖြစ်တယ်သူတို့ဟာလူသားတွေမဟုတ်ဘူးနတ်တွေဖြစ်တယ်ဒါကြောင့်မို့မင်းပရလောကရှိတယ်ဆိုတာသိကြတယ်ပရလောကကိုလက်ခံတဲ့ပေါ့ပရလောကရှိတယ်လို့နောက်ဘဝဆိုတာလည်းရှိတယ်ကုသကအကုသကအကျိုးလည်းရှိတယ်လို့ရှင်ကုမာရကသဘာဒါပထမဆုံးပြောလိုက်တဲ့စကားတစ်ခုနော်နောက်တစ်ခါပါတိရာဇညဘယင်ကညက်ပါပြောတော့ဆိုရှင်ဘုရားကဒီလိုပြောပြီမဲ့လို့နော်တပည့်တော်ကတော့မရှိဘူးလို့ထင်ပရလောကမရှိဘူးနောက်ဘဝဆိုတာမရှိဘူးကုသကံဥဒကံကျိုးမရှိဘူးလို့တပည့်တော်ကတော့ယုံကြည်တယ်ပေါ့ဒါပြင်အဲ့လိုယုံကြည်ဖို့ရအတွက်အကြောင်းပြချက်ရှိသလားမေးရတဲ့အခါရှိတယ်ဗျာတပည့်တော်အကြောင်းပြချက်ရှိတယ်ဘာဖြစ်လို့ဒီနောက်ဘဝမရှိဘူးလို့ပြောတာတော့ဆိုတော့ဒီနေရာမှာသူအဓိကကတော့
မွေးသေးပြီးတဲ့နောက်ပြန်မွေးတဲ့ပုဂ္ဂိုလ်နောက်ဘဝဆိုတာမရှိဘူးခုနပရလောကမရှိဘူးဆိုတာကိုတော့သူကလက်ခံလိုက်ရအခုဒီတဲ့ခါကျတော့နောက်ဘဝဆိုတာမရှိဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့အချောင်းပြတရားရှိလာလို့ဆိုရှိပါတယ်တဲ့တပည့်တော့သူကလည်းလက်တွေ့သမားပဲအဲ့လူကြီးကသူကစမ်းသပ်ထားတာပရလောကမရှိဘူးနောက်ဘဝမရှိဘူးဆိုတာသူကစမ်းသပ်ထားဒါပြင်နောက်ဘဝမရှိဘူးဆိုတာဘယ်လိုလုပ်ပြီးတော့သိတာလဲမင်းဘာကြောင့်မရှိဘူးလို့ပြောနိုင်တာလဲမယုံလို့ပြောတာတယ်မဟုတ်အကြောင်းပြရအောင်ဘာကြောင့်နောက်ဘဝမရှိဘူးဆိုတာပြောနိုင်တာလဲလို့ဆိုတော့သူအားတဲ့တခါတော့ကသူ့ရဲ့ဆွေတွေမျိုးတွေရှင်းနှီးကျွမ်းဝင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီဆွေတွေမျိုးတွေယဉ်နှီးကျွမ်းဝင်တဲ့ပုဂ္ဂိုလ်တွေတဲကနော်တချို့ပုဂ္ဂိုလ်ကသူများသက်တတ်တယ်ပါဏာတိပါဒလောက်တယ်တချို့ပုဂ္ဂိုလ်ကသူများပစ္စည်းခိုးတယ်တချို့ပုဂ္ဂိုလ်တွေကကာမကိစ္စဆိုတယ်တချို့ပုဂ္ဂိုလ်တွေလိမ့်နေတချို့ပုဂ္ဂိုလ်တွေကသွေးခွဲစကားပြောတယ်တချို့ပုဂ္ဂိုလ်တွေကဆဲတယ်ရေးတတ်တယ်တချို့ပုဂ္ဂိုလ်တွေကအကျိုးမရှိတဲ့စကားတွေပြောတယ်တချို့ပုဂ္ဂိုလ်တွေကသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်အောင်လုပ်တယ်တချို့ပုဂ္ဂိုလ်တွေကလူတွေကိုနော်သိစေလို့တဲ့စိတ်ပုတ်စိတ်ယုတ်တွေရှိကြတယ်တချို့ပုဂ္ဂိုလ်တွေကမာယွင်းတဲ့အမြင်တွေရှိကြတယ်ဆိုလိုတာကဒုစရိုက်10ပါးအကုသိုလ်ကမ္မပဒတရား10ပါးတဲကကျွလွန်နေတဲ့လူကောင်းမဟုတ်တဲ့သူ့ရဲ့မိတ်ဆွေတွေဆွေတွေမျိုးတွေတဲ့သူယုံကြည်စိတ်ကြရတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရှိတော့အဲ့ဒီပုဂ္ဂိုလ်တွေစီကိုသွားပြီးတော့သူကအဲ့ဒီပုဂ္ဂိုလ်တွေကနဲ့ပတ်သက်ပြီးသူကပြောတယ်အဲ့ဒီပုဂ္ဂိုလ်တွေစီကိုသူသွားတယ်ဒီလူတွေကအဲ့ဒီဆွေမျိုးတွေတဲ့ကနေပြီးတော့ကိုကျင်တရားမကောင်းတဲ့လူယောဂဖြစ်ပြီးတော့သေအံမှုဖြစ်နေတဲ့အချိန်မှာသူသွားတယ်သွားပြီးအာဝိဇ္ဇကပြောတာမဟုတ်ဘူးဒီလူရနော်သေကနေလူတွေကိုသွားတယ်သွားတော့တချို့သမဏဗျမဏဘာသာရေးတွေဟောတယ်တဲ့သူများအသက်တတ်ရင်သူများဥစ္စာခိုးရင်ဒုစရိုက်လုပ်တဲ့ပုဂ္ဂိုလ်တွေကသေရင်ငရဲကြတယ်လို့ဟောတယ်အဲ့တော့မင်းကလည်းအဲ့ဒါတွေလုပ်နေတယ်မင်းသိရင်လည်းငရဲကြမှာပဲသိကြပေါ့ပဲအဲ့ဒီငရဲကြလို့ရှိရင်နော်မင်းငရဲကြသွားလို့ရှိရင်အဲ့ဒီကနေပြီးတော့အကယ်၍သူတို့ပြောတဲ့အတိုင်းဆိုရင်မင်းငရဲကြမှာအကယ်၍မင်းငရဲကြသွားပြီဆိုလို့ရှိရင်ငါစီကိုပြန်ပြောတာမင်းငရဲရောက်နေတယ်သို့မဟုတ်မင်းကိုယ်တိုင်မလာနိုင်နဲ့တယောက်ကိုမှားလိုက်ငရဲရောက်နေတယ်ဆိုတော့တမန်လှုပ်ပြီးတော့ငါစီကိုလည်းပြောမင်းပြောလို့ရှိရင်ငါလက်ခံမယ်မင်းစကားငါယုံတယ်မင်းကယုံကြည်စိတ်ချတဲ့ပုဂ္ဂိုလ်ကြီးအဲ့တော့ငါ့ကိုလာပြောစမ်းမင်းသိသွားလို့ရှိရင်ငါ့ကိုလာပြောလိုက်သူကအဲ့ဒီလှုပ်လို့သူကငရဲရောက်ရတယ်ဟုတ်တယ်သူငရဲရောက်နေတယ်ခုဆိုတာကိုငါစီကိုသတင်းပို့စမ်းတော့ခံလိုက်ခုခေတ်ဆိုရင်ဖုံးရှိရင်ဖုံးဆက်ခိုင်းပါဘောနော်ဖုံးဆက်လူတွေကအခုတောင်မှဟိုဒေါကွန်နေများလို့အားကြည့်တဲ့အခါကျတော့အဝီစီဒေါကွန်တောင်ရေးထားတာ Facebook ထိနော်အဝီစီဒေါကွန်အဲ့တော့သူစီကိုလာပြောစမ်းပါလို့ဆိုအဲ့လူတွေကကောင်းပါပြီကျုပ်သိသွားလို့ငရဲရောက်ရင်တော့ပြောပါမယ်ပေါ့အဲ့လိုပြောလိုက်တာတရားမှလာပြောတာမရှိဘူးတဲ့သူတရားမှလာပြောတာမရှိဘူးအဲ့ဒါကြောင့်မလို့တမန်လည်းမလုပ်ဘူးတရားမှလည်းမပြောဘူးဒါကြောင့်မို့သူစိတ်ထဲမှာနောက်ဘဝဆိုမရှိဘူးကွာသိကြတယ်နောက်ဘဝမရှိဘူးဒီကောင်ငါသိချာမှားလိုက်တာဖြုံးကြီးစိတ်ချရတယ်သူပြောပါမယ်လို့လည်းဂရိပေးသွားတယ်ဒါပေမဲ့လုံးဝငါ့ကိုလာပြောတာမရှိဘူးဆိုတော့ရှင်ကုမာရကတဘာကပြောတယ်ရာဇညာတဲ့မင်းကငါမေးမယ်ကြိုက်တယ်လို့ဖြေပါတဲ့ဒီဘဝမှာရာဇဝမှုကျူးလွန်တဲ့ပုဂ္ဂိုလ်တယောက်ကိုသေဒဏ်ချလိုက်တယ်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကသေဒဏ်ချလိုက်တယ်အဲ့သေဒဏ်ချခံရတဲ့ပုဂ္ဂိုလ်
ရှေးခေတ်ကတော့ဘလို့တတ်တုံဆိုခုခေတ်ကတော့ချိုးပိတတ်တာတို့ပါတယ်ဒါတွေပေါ့နော်တရုတ်ပြည်မှာဆိုရင်တော့တဏှာနဲ့ပြတ်တတ်တယ်ထင်တယ်တနိုင်ငံနဲ့တနိုင်ငံမတူတချို့ကလျှက်စိတ်ကလထိုင်နဲ့တတ်တာလည်းရှိတယ်နော်ရှေးခေတ်ကတော့ဘလို့တတ်တုံဆိုလို့ရှိရင်အဲ့ဒီလူကိုလက်ပြန်ညှို့တုတ်နော်ခိုင်မာတဲ့ကြိုးနဲ့လက်ပြန်ညှို့တုတ်ကတုံးပြောင်းအောင်တုံးပြီးတော့ကျန်တဲ့ထက်စီလူသက်စီကိုတီးဒိန်နဲ့အဲ့ဒါတီးပြီးတော့မြို့တွေကနေမြို့ခီးလမ်းစုံတစ်ခုကနေလမ်းစုံတစ်ခုမြို့တွေကနေပြီးတော့သူ့ကိုထုတ်သွားတာCTV ထုတ်သွားတာတိတ်မဟုတ်ဘူးဒီကောင်တတ်မယ်ဆိုတာကိုခေါင်းလည်းပြောင်းအောင်ရိတ်ပြီးတော့ရှေးခေတ်ကအဲ့လိုလုပ်တာအဲ့တောင်းတကားမုတ်ကနေပြီးတော့ထုတ်ပြီးတော့တဲ့လူသက်ကုန်းမှသွားပြီးတော့ခေါင်းဖြတ်တယ်အဲ့လိုလုပ်တယ်အဲ့တော့အဲ့ဒီလူလဲအဲ့ဒီလူသိမိန်ကြတဲ့အခါကျတော့သူ့ကိုခေါင်းပြောင်းအောင်ရိတ်ပြီးတော့ခုနကစီတီးပြီးတော့သတ်စီကြီးတစ်ခုသတ်မဲ့စီကြီးတစ်ခုတီးပြီးတဲ့အခါမှာအဲ့ဒီစီတန်နဲ့မြို့ပြင်ထုတ်သွားတယ်အဲ့ဒီအချိန်မှာတဲ့သူဟာဘယ်မြို့ပဲရွာကဘသူသားသမီးဖြစ်ပါတယ်သူရဲ့ဆွေတွေမျိုးတွေရှိပါသေးတယ်သူတို့စီကိုသွားပြီးတော့နှုတ်ဆက်ပြရစေအောင်မတတ်ပါနဲ့အောင်ခဏတော့ခွင့်ပေးပါအောင်လို့အဲ့ဒီအချိန်မှာခွင့်တောင်းရလာတယ်ဆိုတော့မရနိုင်ပါဘူးတဲ့သူ့ကိုပဲသူစကားကိုဘယ်သူမှလိုက်မှာမဟုတ်ပါဘူးတဲ့သူဟာအော်ဟိမိတန်းနေတော့ပဲခေါင်းဖြတ်ပြီးတော့အသက်ခံမှာဖြစ်ပါတယ်တဲ့အဲ့တော့ရှင်ကုမာရကတ္တဗကပြောတယ်ကြည်လေတယ်မင်းအခုလို့လူသားဖြစ်တဲ့သခိုးတယောက်ကလူသားဖြစ်တဲ့လူတွေစီတောင်းအခွင့်အရေးတောင်းလို့မရဘူးဆိုလို့ရှိရင်မကောင်းမှုအဟုသူတွေလှုပ်တော့ငရဲရောက်သွားတဲ့အခါငရဲသားတွေစီကငရဲဆောင်နေစီကဘလို့လုပ်ပြီးတော့ခွင့်တောင်းလို့ရမှာတော့ဘာသိတာစညာကမှားလိုက်လို့တော့ပြောပြရစေအောင်လို့ဆိုပြီးတော့မင်းငရဲကနေလာပို့ပေးပါမလားတဲ့မင်းအဲ့ဒါပဲချီးတယ်ဒါကြောင့်မို့လို့ပရလောကဆိုတာရှိတယ်ပရလောကဆိုတာရှိတယ်နောက်ဘဝဆိုတာလည်းရှိတယ်ကုသကအကုသကရဲ့အကျိုးဆိုတာလည်းရှိတယ်ဆိုတာမင်းလက်ခံတဲ့နဲ့အဲ့ဒီဥပမာနဲ့ဟောလိုက်တာအဲ့တော့ဥပမာပေါင်းနဲ့14မျိုးရှိတယ်ဟောတာဒီအကျိုးကြောင့်နောက်ဆုံးကြတော့မှသူအခါနဲ့ဒါအခုဥပမာတစ်ခုအနေနဲ့ပြောတာခုနပရလောကနဲ့ပတ်သက်တာအလားနဲ့နေအခုကသေရန်ကြတဲ့ရာဇောသားဥပမာနဲ့အဲ့ဒီသေရန်ကြတဲ့ရာဇောသားတောင်မှပဲသူဆွေမျိုးရစီခဏပြန်မရစေဆိုလို့ခွင့်မရတယ်လို့ပဲတဲ့ငရဲကြတဲ့လူတယောက်ကလည်းဘလို့ခွင့်တိုင်ပြီးတော့လာပြီးမင်းကိုပြောမှာတော့တဲ့မင်းအဲ့ဒါကိုမဆွဲလာမှနဲ့အဲ့ဒါအကြောင်းမဟုတ်ပါဘူးလို့ပြောဆိုတာဖြစ်တယ်အဲ့တော့နောက်ရက်တွေကျတော့ဆက်ပြီးတော့သူဟောတဲ့ဟာကိုဆက်ပြီးတော့ဟောအဲ့တော့ပရလောကနဲ့နောက်ဘဝဆိုတာနဲ့ပတ်သက်ပြီးတော့ဘာယတိရာဇညာဘယင်ကနဲ့ရှင်ကုမာရကတ္တဗတို့ရဲ့ဆွေးနွေးပြောဆိုကံဟာဓမ္မစေဝင်စားစရာကောင်းတယ်ဒီကနိကေမဟာဝေကပါဠိမှာပါယတိရာဇညာသုတ်သို့မဟုတ်ပါယတိသုတ်တံဆိုတာရှိတယ်အဲ့ဒီသုတ်တံအတိုင်းနော်ဖတ်ရှုလေးလာခြင်းညလို့ရှိရင်မြန်မာပြန်မှာဖတ်ရှုလေးလာလို့ရတယ်ပေါ့မြန်မာပြန်ဒီပါဠိတော်မြန်မာပြန်ကိုဖတ်ရှုလေးလာမယ်ဆိုရင်အဲ့ဒီအကြောင်းလေးတွေ့နိုင်တယ်ဒါကြောင့်လောကကြီးမှာလူတွေရဲ့အယူဝါဒအယူဆဆိုတာမျိုးမျိုးရှိတယ်အမှန်သိဖို့ဆိုတာဓမ္မအရေးကြီးတယ်ဒါကြောင့်ဖျားအစုစုပွင့်တော်မူတဲ့အခါမှာဖျားအစုစုတိုင်းဟာပရလောကရှိတယ်လို့ဟောတယ်ကံကံရဲ့အကျိုးရှိတယ်လို့ဟောတယ်နောက်ဘဝရှိတယ်လို့ဟောတယ်ဒါကဗုဒ္ဓရဲ့အယူဆဖြစ်တယ်ဆိုတာသိရှိနားလည်ပြီးတော့မိမိတို့ကိုယ်တိုင်ပရလောကလက်ခံယုံကြည်ပြီးတော့ဒီဘဝမှာကောင်းအောင်ကျင့်ကြံကြိုးကိုပွားများအထောက်နိုင်ကြပါစေကုန်သတည်း
ချရှင်ဖယားဖယားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတ်သိလေးမြတ်စွာမမတ်သားသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တပဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ဘာကကိုအမိအဖအဖို့ဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြဂုဏ်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း